ရန်ကုန်မြို့ရဲ့စိတ်ငြိမ်ရက်ကွက်တစ်ခုမှာနှစ်ပေါင်းများစွာလူမနေပဲစွန့်ပစ်ထားတဲ့အိမ်ကြီးတစ်လုံးရှိပါတယ်။ဒီအိမ်ကြီးကအပြန်ပန်းကြည့်ရင်တာမန်အိမ်ဟောင်းတစ်လုံးလိုပဲထင်ရပေမယ့်ညဘက်ရောက်တာနဲ့ထူးဆန်းတဲ့အတန်တွေပစ္စည်းတွေပြုတ်ကျအတန်တွေတခါတလေကြောက်ခဲနဲ့ပြစ်ပေါက်တန်တွေပါကြားရတယ်လို့ရက်ကွက်ခန်းတွေကပြောကြတယ်။ဒီလိုနဲ့ဒီအိမ်ကြီးကိုဘယ်သူမှမဝယ်ရဲမနေရဲကြတော့ပါဘူး။ဒီလိုတွေဖြစ်လာတာကလွန်ခဲ့တဲ့10စုနှစ်5ခုလောက်ကစတင်ခဲ့တာပါ။ဒီအိမ်ကြီးမှာဦးဘကျော်နဲ့ဒေါ်မြိုင်တို့ဇနီးမောင်နှံနေထိုင်ခဲ့ကြတယ်။သူတို့မှာသားသမီးမရှိဘဲတဦးထီသောတူမလေးမခင်လေးကိုခေါ်ယူစောင့်ရှောက်ထားတယ်။ဦးဘကျော်ဟာစီးပွားရေးအတော်အတန်းအဆင်ပြေသူဖြစ်ပြီးအိမ်ကြီးအပြင်ခြံဝင်းကြေကြီးနဲ့နေထိုင်ခဲ့ကြတာပါ။မခင်လေးဟာလှပပြီးချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပေမဲ့ငယ်စဉ်ကတည်းကစိတ်ပိုင်းဆိုင်ရာအားနည်းချက်ရှိသူတဦးဖြစ်နေခဲ့ပါတယ်။တနေ့မှာတော့ဦးဘကျော်ရဲ့စီးပွားရေးလုပ်ငန်းတွေရုတ်တရက်ပြိုလဲခဲ့ပြီးအကျွေးတွေပိလာခဲ့တယ်။အကျွေးရှင်တွေရဲ့ဖိအားတံကိုမခံနိုင်တော့တဲ့အခါဦးဘကျော်ဟာအောက်လန်းနီးနဲ့စီးပွားရှာဖို့ဆုံးဖြတ်ခဲ့တယ်။သူဟာနမေကြီးအောက်လန်းဆရာတဦးစီကိုတွားရောက်ပြီးအကူအညီတောင်းခဲ့တယ်။အောက်လန်းဆရာကဦးဘကျော်ကိုပုံနကခေါ်ပြီးစီးပွားတက်အောင်လုပ်ပေးနိုင်ကြောင်းဒါပေမဲ့အိမ်ထဲမှာရှိတဲ့လူတဦးဦးရဲ့ဝိညာဉ်ကိုပုံနကအတွက်ပေးဆက်ရမယ်လို့ပြောခဲ့တယ်။ဦးဘကျော်ဟာစီးပွားရေးပြန်ကောင်းဖို့အတွက်ဘာကိုမှမစင်စားပဲသဘောတူခဲ့တယ်။အောက်လန်းဆရာရဲ့ညွှန်ကြားချက်အတိုင်းဦးဘကျော်ဟာအိမ်ရဲ့မြေရောက်ခန်းမှာလျှို့ဝှက်ပူဇော်ပွဲတစ်ခုပြုလုပ်ခဲ့တယ်။အဲ့ဒီညမှာပဲမခင်လေးဟာရုတ်တရက်ဖျားနာပြီးစိတ်ဖုတ်ပြန်လာခဲ့တယ်။သူမဟာအိမ်ကြီးထဲမှာထူးဆန်းတဲ့အပြုအမူတွေပြုလုပ်လာပြီးညဘက်ဆိုရင်အိမ်အပြင်ဘက်ကိုထွက်ပြီးရှောက်သွားတတ်တယ်။ဦးဘကျော်နဲ့ဒေါ်မြိုင်တို့ဟာမခင်လေးရဲ့အခြေအနေကိုစိုးရိမ်ပူပန်ခဲ့ကြပေမဲ့ဘာကြောင့်ဒီလိုဖြစ်နေရတာလဲဆိုတာကိုမသိခဲ့ကြဘူး။မကြခင်မှာပဲအိမ်ကြီးထဲမှာပုံနကတိုက်တဲ့အဖြစ်အပျက်တွေစတင်ပေါက်လာခဲ့တယ်။ညဘက်ဆိုရင်အိမ်ကြီးရဲ့အမိုးပေါ်ကနေကြောက်ခဲတွေပစ်ချတဲ့ပြတင်းပေါက်တွေရိုက်ခွဲတဲ့ပစ္စည်းတွေပြုတ်ကျတဲ့တွေကြားရတယ်။တခါတလေမီးဘိုးချောင်းတဲကပကံခွက်ရောက်တွေသူ့အလိုလိုလွှင့်စင်ကုန်တယ်။အင်ကြီးတဲကလူတွေဟာညဘက်ဆိုရင်အိတ်မပျော်တော့ပဲကြောက်လန့်တကြားနေထိုင်ခဲ့ကြရတယ်။တညမှာတော့မခင်လေးဟာအိမ်အပြင်ဘက်ကိုထွက်သွားပြီးပြန်မလာတော့ဘူး။ဦးပကျော်နဲ့ဒေါ်မြိုင်တို့ဟာမခင်လေးကိုလိုက်ရှာခဲ့ကြပေမဲ့ရှာမတွေ့ခဲ့ဘူး။နောက်ဆုံးမှာတော့မခင်လေးရဲ့အလောင်းကိုအင်ကြီးနဲ့မလားမကားကရေကန်ထဲမှာတွေ့ရှိခဲ့ကြတယ်။မခင်လေးတည်ဆုံပြီးနောက်ပိုင်းပုံနကတိုက်တဲ့အဖြစ်အပျက်တွေဟာပုံမဆိုးရွားလာခဲ့တယ်။ဦးပကျော်ဟာသူ့ရဲ့လုပ်ရက်အတွက်နောင်တရခဲ့ပေမဲ့နောက်ကျခဲ့ပြီ။ဒေါ်မြိုင်လေးမခင်လေးရဲ့တည်ဆုံမှုကိုမခံစားနိုင်ပဲစိတ်ကြယောဂနဲ့တည်ဆုံသွားခဲ့တယ်။ဦးပကျော်လည်းနောက်ဆုံးမှာတော့အိမ်ကြီးကိုစွန့်ခွာပြီးထွက်ပြေးခဲ့ရတယ်။အဲ့ဒီနေ့ကစပြီးအိမ်ကြီးဟာလူသူကင်းမဲ့တဲ့ပုံနကတိုက်တဲ့အိမ်အဖြစ်ရပ်တည်ခဲ့တယ်။မခင်လေးရဲ့ဝိညာဉ်ဟာပုံနကရဲ့ဖမ်းစားခြင်းကိုခံနေရပြီးအိမ်ကြီးထဲမှာပဲကြံ့ရစ်ခဲ့တယ်လို့ရက်ကွက်ခံတွေကယုံကြည်ကြတယ်။ညဘက်ဆိုရင်အိမ်ကြီးစီကထူးဆန်းတဲ့အတန်တွေငိုတန်တွေကြားနေရတုံးပဲလို့ပြောကြတယ်။ပုံနကရဲ့လက်စားချီခြင်းဟာမပြီးဆုံးသေးပဲအိမ်ကြီးထဲမှာဆက်လက်တည်ရှိနေစေပါပဲ။